ရုပ်ရှင်တွေကိုလည်းငါးသလုံးနဲ့ဘူးတိအချင်းကြီးချက်စားကြမယ်ချက်တွန်နီနဲ့ချက်တွန်ဖြူကိုပပလွှာပြီးချိတ်ဆက်ထဲကိုထည့်ပါမယ်ပြီးရင်တော့ကြိတ်လိုက်မယ်ပေါ့နော်ကြိတ်ပြီးတာတွေကိုပကံနဲ့ထည့်ထားတယ်ပြီးရင်တော့ငဖဲကိုပကံနဲ့ထည့်ချက်တွန်နဲ့ရောပြီးထည့်ပြီးစားထည့်မယ်ညောင်တင်မုတ်လေးထည့်လိုက်ပါမယ်ထုံမုတ်လေးလည်းထည့်လိုက်ပါမယ်ပြီးရင်တော့အကုန်လုံးရောပြီးနေလိုက်ပါမယ်ပေါ့နော်စပြီးကြော်လို့ရပါပြီဒီမှာဆိုရင်အိုးလေးကိုစီထည့်ပါမယ်ပြီးရင်တော့နေထားတဲ့ငါးလေးတွေကိုလုံးပြီးတော့စီထဲမှာထည့်ကြောပါမယ်ငါတစ်လုံးလေးပေါ့နော်တစ်ဖက်ကရေးပြီးဆိုရင်တူလေးနဲ့ဖြစ်ဖြစ်စုံလေးနဲ့ဖြစ်ဖြစ်လိုလေးလမ်းပေးရပါမယ်ဒီခုဆိုရင်တော့ငါတစ်လုံးလေးပေါ့နော်တစ်ဖက်လုံးလေးရေးပြီးဆိုတော့ဆဲပြီးတော့ပကံလေးတွေထည့်ပါမယ်ဒါလေးကတော့အရသာရှိလာတဲ့ငါတလုံးကြော်လေးပဲဖြစ်ပါတယ်။အိုးရက်ခတ်သွားတဲ့ခါကျလို့ရှင်အိုးတဲကိုရေထည့်လိုက်ပါမယ်။ပြီးရင်တော့ဆက်ပြမုံပေါ့နော်အဲ့ဒါလေးကိုထည့်ပါမယ်။ပပဆူအောင်တေးလိုက်ပါမယ်။ဒီတော့တွန်ချပြီးတော့တန်စကားဘက်ကလေးနဲ့ပုတ်လိုက်ရင်ကိုပြောင်းသွားခဲ့ပါပြီ။ခုဆက်ပြီးတော့ဘူတီချီချက်ဖို့အတွက်ဘူတီလေးတွေကိုပပလေးလွှတ်ထားပါမယ်။မကြီးတီးလေးကိုလည်းစိန်ထားမယ်။ဘူတီချီစားချက်ဖို့အတွက်အိုးတွေကိုစီလေးထည့်ပါမယ်ပြီးရင်ချက်တွန်ပြူချက်တွန်နီလေးနဲ့အရင်စီတက်ပြီးပစွန်ကြောင့်အမုံထောင်းထားတဲ့အမုံလေးကိုထည့်လိုက်ပါမယ်ရောင်တင်မုံလေးထည့်ပါမယ်ပြီးတော့ဒီဘူဒီပပလွှာထားတာလေးတွေကိုထည့်ပါမယ်ရင်နွေးလေးထည့်လိုက်ပါမယ်ရတာအတွက်စားရည်အချူမုံလေးရည်ထည့်လိုက်ပါမယ်ပြီးတော့ဂျူးမြစ်လေးထည့်ပါမယ်နူအောင်ထားလိုက်ပါမယ်ဘူဒီနဲ့ဂျူးမြစ်လေးအေးလာပြီဆိုရင်ခုနစိမ့်ထားတဲ့မကြီးတီမဲရည်လေးကိုထည့်လိုက်ပါမယ်ပြီးတော့ရည်လေးထည့်ပါမယ်ဟိုကတော့အချင်းချက်လို့ရှိရင်တကြားလေးနေတဲ့ထည့်ချက်ပါတယ်ကြိုက်လို့ရှိရင်ထည့်လို့ရတယ်မကြိုက်လည်းမထည့်ပါနဲ့နော်ကဲယူရှင်လာတဲ့ကျမရဲ့ဘူတီချင်းလေးကတော့ပြီးသွားပါပြီကိုယ့်ရဲ့ဘေဘီလေးတွေအတွက်ခမင်းကြိုက်လေးတွေပြင်ပါမယ်ယူရှင်ပြီးချက်ရလွယ်ကူတဲ့ငါတလုံးကျော်နဲ့ဘူတီချင်းရဲ့လေးချက်လုပ်ပြီးသွားပါပြီThank you for watching.